အားလုံးပဲမင်္ဂလာပါ pocket တွေကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျ pocket တွေလည်းမလုပ်ဖြစ်ဘူးဆိုတော့ဒီတစ်ခေါက် episode 2ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ pocket တွေထဲမှာဝင်ခင်မှာနာမည်တစ်ချက်မိတ်ဆက်ပေးပါမယ်နာမည်ကကြောက်ပန်လို့ခေါ်ပါတယ်ဒီ pocket လေးမှာ host အနေနဲ့တာဝန်သွားဖြစ်ပါတယ်ဆိုတော့ဒီနေ့ရဲ့ special guest အနေနဲ့ခေါ်ထားတဲ့အမတစ်ချက်လောက်မိတ်ဆက်ပေးပါဦးအမတန်ကြားလားဟုတ်ကြားရပါတယ်ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါအမနာမည်ကတော့မီနီဖြစ်တပါတယ်ပေါ့နော်ဒါအခုလက်ရှိကကြတော့ဒီ homeschooling ဖြစ်ရှင်အနေနဲ့လောက်ကိုင်နေပါတယ်ဒီ TCTF ကနေပြီးတော့အခုလိုအမကိုဒီ pocket လေးအတွက်ပေါ့နော် guest speaker အနေနဲ့တကူတကလာပြီးတော့မှဖိတ်ကြားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီလိုမျိုးတက်ကြွရတဲ့လူငယ်ရင်းနဲ့ပေါ့နော်ဒီနိုင်ချစ်ခံရတဲ့တောင်းကြီးဆွေးနွေးကြဖို့အတွက်လည်းအမအနေနဲ့ရေခုံနေပါပြီဟုတ်ကဲ့ပါကိုလေးတို့ပြန်မိတ်ဆက်ပေးပါဦးဟုတ်ကျွန်တော်မင်းမဆက်လေးပြပါပါရှေ့ episode 1မှာလည်း host လုပ်ခဲ့ဒီခါကကျွန်တော် host မလုပ်တော့အားချောင်းတော့မယ်ဒီကအများကြီးအားချောင်းမဲ့သူဖြစ်ပါတယ်ဟုတ်တင်တူတာပါ Okay ဆိုတော့ဒီနေ့ pocket လေးကကြတော့ဘူလီလုတ်ခံရတဲ့ပတ်သက်ပြီးတော့ဘောပြောကြမယ်ပေါ့နော်ဘူလီကျောင်းရအနေနဲ့ပြီးတော့ပတ်သက်ပြီးတော့ပြောရရင်ပေါ့ဘူလီလုတ်ခံရတယ်ဆိုရဲဟာအကျဉ်းအပြစ်ကတော့နှစ်ခုရှိရပါတော့ဘာပဲဘူလီနဲ့ physical bully ပေါ့ဒါပေမဲ့အခုနောက်ပိုင်းကကြောင့် social media ခေတ်ဆိုတော့ social bully ဆိုတာဟာလည်းပေါ်ပေါက်လာပြီအဲ့တော့ physical bully ကိုဒီကအရင်ပြောခြင်း physical bully ဆိုတာကြတော့ကိုထိလက်ရောက်လောက်တာပေါ့နော်ကိုထိလက်ရောက်လောက်တာအမျိုးပြောရမယ်အတန်းမှာဆိုလို့ရှိရင်ကိုခဏကိုထွားတဲ့သူကွာပေနေတဲ့သူတွေကိုအနိုင်ကျင့်တာအဲ့လိုမျိုးပေါ့နော်တခါမြောင်းမှာဖြစ်တယ်မလားအဲ့လိုကောင်မကြီးတို့ယောက်ကအနိုင်ကျင့်တာလေအဲ့လိုမျိုးပေါ့နော်ဘာဘူလီကကြောတော့မြန်မာနိုင်ငံကသူတွေနဲ့ရင်းနှီးပြီးသားဖြစ်ပါတယ်အိမ်ပြထွက်တာနဲ့တော့မှဘူလီလောက်ခံရတာဆိုတော့လေအဲ့ကြောင့်ဆိုတော့ကိုရဲ့ဘာသာရေးလူမျိုးရေးအသားအရောင်ကိုရဲ့ body မှာပြီးတော့ LGBTQ+ အနေနဲ့ပေါ့နော်အဲ့လိုမျိုးတွေဘူလီလောက်ခံရတဲ့အများကြီးရှိပါတယ် social bully ကကြောတော့လေအခုနောက်ပိုင်းမှာတော်တော်လေးတင်းတင်းဖြစ်နေတာပေါ့ကိုယ့်ရဲ့ information ကိုယူပြီးတော့ချိတ်ထုတ်တာပြီးတော့မိန်းကလေးဆိုလို့ရှိရင်ကွာရီစားဟောင်းတွေကကွာသိရမလားချိတ်ထုတ်တာတွေအဲ့လိုမျိုးတွေရှိတယ်ဆိုတော့တောင်းမှဆိုမိကိုလေးတစ်ချက်မေးကြည့်ပါမယ်ဘူလီလောက်ခံရရင်ကိုယ့်အနေနဲ့ဘယ်လိုမျိုးတုတ်ပြန်ဖြစ်လဲဆိုတဲ့ဟာတစ်ချက်အမကိုမေးချင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့နိုင်ကျိတ်ခံရတယ်ပေါ့နော်နိုင်ကျိတ်ခံရတယ်ဆိုတာမတို့ကဒီခုနဒီမှာလေးပြောသွားသလိုပဲဘယ်နေရာမှာဖြစ်ဖြစ်ဘယ်အချိန်ပဲဖြစ်ဖြစ်မတို့နိုင်ကျိတ်ခံရတယ်ဆိုတာဖြစ်နိုင်တယ်ကွယ်ခုနပြောသွားတယ်နိုင်မော်မှာရောအပြင်မှာရောနေရာမျိုးဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့မတို့ကနိုင်ကျိတ်ခံရတယ်ဆိုတာခံရတဲ့သူတွေကစဉ်းစားကြတယ်ငါမို့လို့နိုင်ကျိတ်ခံရတာလားဆိုပြီးတော့ depression တွေဝင်ကြတာပေါ့နော်အမှန်တော့မတို့ဘာသာရေးအဆင့်တန်းနေပိန်တာဝတာယောက်ျားလေးဖြစ်တာမိန်းကလေးဖြစ်တာချမ်းသာတာဆင်းရဲတာဘာနဲ့မှမဆိုင်ဘူးကွယ်ဒီနိုင်ကျစ်တယ်ဆိုတာအဲ့တော့အကယ်လို့ဒီနိုင်ကျစ်ခံရပြီဆိုလို့ရှိရင်ကိုယ့်အနေနဲ့ဘယ်လိုဖြေရှင်းမလဲပေါ့နော်ဆိုတော့အမအနေနဲ့ပြောရမယ်ဆိုရင်တော့ကိုယုံကြည်ရတဲ့သူကိုပြောပြသင့်တယ်လို့တော့ထင်တယ်ဆိုတော့အဲ့လိုမျိုးကကြောက်လဲအမားတို့ကဒီခေတ်မှာဒီနိုင်ကျင့်နေဆိုတာပို့ပြီးတော့ခေတ်စားလာတယ်ပြီးတော့ဖြည့်ရှင်းတဲ့နေရာတွေ့လာတယ်အမားတို့ရင်တုံးကဆိုရင်ဖြည့်ရှင်းတဲ့နေရာမသိဘူးအမဆိုရင်တော့မှအခုပေါ့နော်အသက်အရွယ်ရောက်လာပြီးတော့ဒီစာပေပိုင်းလေ့လာတော့မှဒါဒီနိုင်ကျင့်ခံရမှာဖြည့်ရှင်းနေရည်အရင်ခေတ်ကဆိုရင်အမားတို့ဘယ်လိုမျိုးတုတ်ပြန်လို့ဆိုတာမသိဘူးပေါ့နော်ဆိုတော့အဲ့ဒါကြတော့ဒီနိုင်ကျင့်ခံရတဲ့ခါကျလို့ရှိရင်ကိုကဒီပေါ့နော်နိုင်ကျင့်တဲ့သူရဲ့စိတ်တိုင်းကြဖြစ်အောင်မလုပ်ပါနဲ့မတို့ဒီရိုက်နှက်တာပေါ့နော်ဘာပဲဘူးလီနဲ့အရင်ပြောမယ်ငါ့ကိုအခုလိုလုပ်နေရမကြိုက်ဘူးမလုပ်နဲ့ဆိုပြီးတော့မှပြောတာမျိုးတွေပေါ့နော်နောက်တစ်ခါကျတော့အဲ့ဒီနေရာနေပြီးတော့မှရှောင်ထွက်သွားတာမျိုးတွေလုပ်လို့ရတယ်နောက်တစ်ခါကျတော့လုံခြုံတဲ့နေရာစီသွားပေါ့နော်ကိုယ့်ရဲ့မိသားစုသို့မဟုတ်ကျောင်းမှာဆိုရင်လည်းဆရာမတွေအဲ့လိုမျိုးပေါ့နော်ဒီကတော့ကိုတယောက်တည်းဖြစ်နေတဲ့အနေထားမျိုးဆိုရင်ပတ်ဝန်းကျင်ကိုခုညီတောင်းတာမျိုးတွေလုပ်လို့ရတယ်နောက်တစ်ခါကျတော့ခုနကမှပြောရဲယုံကြည်တဲ့သူတွေကိုပြောပြတာမျိုးတွေတော့လုပ်စေချင်တယ်ပေါ့နော်နောက်တစ်ခါကျတော့အမားတို့ဒီခုခေတ်ကကျတော့လူတိုင်းဒီကဖုန်းသုံးနေဆိုတော့ record ယူထားစေချင်တယ်ပေါ့နော်ဖုန်းပါကြည့်ပြောတာပါဒီဘယ်နေရာမှာဘယ်သူကဘယ်လိုမျိုးကိုယ်အနိုင်ကျင့်နေဆိုတာတပုံသို့မဟုတ် record အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေလောက်ထားလို့ရှိရင်ကိုယ့်ဘက်ကနေပြောမှပြန်လေဖြည့်ရှင်းတဲ့ခါကျလို့ရှိရင်တက်သေးရတယ်ခုနညီမလေးပြောတာမြောင်းများကိစ္စဆိုရင်အမားတို့ကသူတို့အဲ့နိုင်ကျင်းတဲ့သူတွေဗီဒီယိုရိုက်ထားလို့ဒါအမားတို့
ဒီ social media ပေါ်ကသူတွေသိတာအဲ့လိုအဲ့ဒီ video ဒါသူမရိုက်ထားဘူးဆိုလို့ရှိရင်အမတို့အဲ့ကလေးမလေးနိုင်ကြည့်တယ်ဆိုတာအမတို့သိမှာမဟုတ်ဘူးအဲ့ဆိုတော့အဲ့လိုမျိုးပေါ့နော်ခက်မိလာတဲ့နေရာဖုန်းကိုနေအမတို့ဒီနိုင်ကြည့်ခံရတဲ့ခါကျလို့ရှိရင် record အနေနဲ့ယူထားတင်တယ်နောက်တစ်ခုကကျတော့ဒီပေါ့နော်နိုင်ကြည့်ခံလာရပြီဆိုရင်ကိုယ့်ရဲ့တန်မိုးကိုတန်မိုးထားပေါ့နော်ကိုတန်မိုးထားဖို့တော့ပြောချင်တယ်သူကနေပြီးမှကိုဘယ်လိုပြောမလဲမကြည်နဲ့လို့လာလောက်တာမဟုတ်ဘူးတချို့ဟာတွေကကျတော့ဘယ်လိုပြောမလဲနိုင်ကြည့်တဲ့သူတွေကကျတော့လေသူတို့နိုင်ကြည့်နေရရင်တော့သူတို့ပျော်နေတာပဲဒီလားအဲ့ကြောက်မုံလို့မမြင်ချင်လို့လောက်နေရမျိုးတွေထက်သူတို့ကအဲ့လိုသူတဘာကိုအဲ့လိုလှုပ်လိုက်ရရင်တော့သူတို့ကိုသူတို့ဆရာကြီးအထားပေါ့ခုခေတ်ဆိုရင်ပြည့်မလားဆရာကြီးအထာနဲ့လုံနိုင်နေပေါ့ gain star လို့ဖာလို့လဲအဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးဖြစ်လာတဲ့အခါကျတော့ကိုရဲ့ခံရတဲ့သူက emotion တွေထိခိုက်တယ်ထိခိုက်ရတဲ့ကြောင့်မို့ပြန်ပြီးတော့မှကိုဆက်ခဲတွေပြန်လုပ်ရမယ်ပေါ့နော်ဆိုတော့ညီမလေးတို့ရောဘယ်လိုထင်လဲအဲ့ဒီဟာ ကိုလင်းသူကြအရင်ပြောပါအောင်လုပ်ပါအောင်ဆရာကြီး ဟုတ်မနက်ပြောရှင်ကိုရအဲ့လိုပူလီခံရတယ်ဘာတော့မပြောတော့မသိဒါပေမဲ့personally မိမိရဲ့ဒီ honest reaction ကပြောရမယ်ဆိုလို့ရှိရင်ဘာပြန်လုပ်မလဲဆိုတော့ကျွန်တော်မှတော့ဆိုလို့ရှိရင်မှန်တိုင်းပြောရင်ငြိမ်ခံမဲ့တယ်မှာဘာလောက်မယ်ထင်တယ်ပြောလို့ရှိရင်ဒီတိုင်းကိစ္စကြီးကပြီးရောဆိုတဲ့ကိစ္စမျိုးဖြစ်ရင်ဖြစ်သွားနိုင်တယ်ဒါကျွန်တော် personally ကိုတကယ်လက်တွေ့ကြတဲ့ဘက်ကနေပဲတစ်ချက်တွေးကြည့်ရပေါ့မနေ့ပြောလို့ရှိရင်ကျွန်တော်ကအရင်ဘယ်လိုခေါ်မလဲဒီဟာလောလိုက်ပါဟိုကကောင်းပါရင်ဒီဟာကောင်းပါလေကိုပြောနေဒါပေမဲ့တကယ်လက်တွေ့အလုပ်တွေမဟုတ်နေကျွန်တော်အဲ့ကနေတစ်ချက်စကားပလင်ခံချင်တယ်ပေါ့နော်အဲ့တော့ဒီဘယ်လိုတုံးပြန်တင်လဲဆိုရဲကိစ္စရကတခါတလေကြားလို့ရှိရင်ကျွန်တော်ကဘာကြောင့်ဘူးလေလှုပ်လဲဆိုရဲကိစ္စရလေကျွန်တော်ပြန်တွေးရတင်တယ်ဘာလို့ဆိုတော့တခါတလေကြားလို့ရှိရင်ကျွန်တော်မှဒီဘယ်လိုခေါ်မလဲtrigger ဆိုရဲseries ကြည့်ပူချလားမသိဘူး Korea series ထွက်တာမချသေးအဲ့မှာဆိုလေbully လောက်ခံရတဲ့ကိစ္စတွေပါဒါပေမဲ့ဒီ series ဆိုလို့ရင်ကကျတော့လူရဲ့စိတ်ကိုဒီတနက်ပေးလိုက်တဲ့အခါမှာကြောက်ရွံ့မထင်ချုံနိုင်ပဲနဲ့အဲ့စိတ်ရမှရှိရမောက်ခလို့ဆွဲလိုက်တဲ့အခါမှာအချင်းချင်းပြစ်ခတ်တာပြောချင်တာအဓိကကိုယ့်ရဲ့စိတ်ထက်ပေါ်တစ်ခုဖြစ်သွားပဲထားပါအဲ့ထက်မှာလည်းကိစ္စရက်တွေကဒီလိုမျိုးတက်တဲ့လူတွေဒီဘာကိုအခြေခံလဲဆိုတော့သူတို့မှာအနိုင်ကျင့်ခံရမှုရှိရဲ့အဲ့အနိုင်ကျင့်ခံရမှုကိုနောက်ကနေပြီးတော့ဒီကြိုးကင်နေသူကတနက်အလဲကားသွားပြီးရဗျအဲ့တော့အဲ့လိုအလဲကားသွားပြီးတော့ဟိုကလည်းမနေ့ပြောရှင်စိတ်ကအရင်ကျဉ်းကျဉ်းနေတဲ့အချိန်နဲ့ဖြစ်တော့လုံးပြီးလို့ရလှုပ်သွားတတ်ကြပေါ့အဲ့မှာဆိုလည်းဒီចောင်းသားရဲ့အုပ်စုဖွဲ့အနိုင်ကျင့်တဲ့ကိစ္စတွေပါတယ်အဲ့တော့အဲ့ကိစ္စတွေတစ်ချက်ပြောချင်တာကဆိုတော့ចောင်းသားဒီကြည့်ရလဲကျွန်တော်လွန်လေပြီးတော့ခါဖြစ်ခဲ့ဒီမြောင်ကိစ္စဆိုအဲ့လိုပဲပေါ့ចောင်းသားတွေကမနေ့ပြောရှင်တချို့တွေမှာကျတော့ဒီဘယ်လိုခေါ်မလဲအုပ်စုဖွဲ့ပြီးတော့နေတတ်တဲ့delay ရှိရကျွန်တော်လည်းចောင်းတက်တော့အဲ့လိုမျိုးဒီအသက်နည်းနည်းကြီးသူတွေနဲ့ပြောလို့ရှိရင်အတန်းဇုံကြောဖြစ်နေတဲ့သူတွေနဲ့ပေါင်းပြီးတော့အဲ့အုပ်နေလို့နေကြသူဘာသူရန်ဖြစ်နေရမယ်ဒါပေမဲ့တခါတလေကြားရှင်အဲ့အရာဘယ်လောက်ထိလွန်လာဆိုတခါနဲ့တခါချိန်ထူကြတော့အဲ့လိုမျိုးအချိန်နေထိအောင်ဖြစ်တတ်တယ်ပေါ့ဆိုတော့ဒီလိုမျိုးကိစ္စတွေကကျွန်တော်ကတာမန်ဖြူရိုးဖြစ်စဉ်ဆိုတော့ကျွန်တော်အနေနဲ့မြင်မိရပေါ့ဆိုလူငယ်တဘာဝစိုးကျင်တယ်မိုက်ကျင်တယ်ဆိုရဲအခန်းကဏ္ဍလည်းရှိရကိုအဲ့တော့အဲ့လိုမျိုးလုပ်တဲ့အခါကျသူတို့ကဘာမှမဟုတ်တကယ်ကြောက်အဲ့လိုမျိုးလူတွေအပေါ်မှာအနိုင်ရနေတဲ့ feeling ကိုကြိုက်တာဗျာတလားတချို့ဘူတီလုပ်တဲ့ဆိုရဲကိစ္စတွေကအဲ့လူတွေပေါ်မှာငါနိုင်လိုက်ပြီအဲ့လူငါနိုင်တယ်ကွာအဲ့ကောင်ကငါရဲ့ငယ်နိုင်ငါခိုင်းတာမှန်တယ်များအကုန်လုံးနိုင်နေသူဆိုရင်အဲ့အရာကိုဂုံယူနေကြအရာလေးအဲ့တော့သူ့အနေနဲ့ဒီဘယ်လိုခေါ်မလဲတစ်ဖက်ကိုပြန်တွေးကြည့်အခါမှာလဲဘယ်လိုခေါ်မလဲသူရဲ့ဒီဘူလီလုပ်တဲ့သူရဲ့စိတ်ပိုင်းဆိုင်ရာဘယ်လိုရှိလဲဆိုရယ်ရှုထောက်ကိုကျွန်တော်တစ်ချက်သွားမြင်မိရပေါ့အဲ့တော့သူတွေကိုလည်းဘယ်လိုမျိုးအနေနဲ့ထိန်းချောင်းသိလဲဆိုရယ်ကိစ္စရယ်လည်းမိကုံထုတ်စရာတခုပေါ့နော်ကျွန်တော်ကပြောကြပါစနာလည်းအဲ့လိုမျိုးကိုအနေနဲ့ခံရသူအနေနဲ့ဆိုဒီလိုလုပ်လိုက်ပါဒါပေမဲ့တခါတလေကြောက်ရှင်ကျွန်တော်မမြင်နိုင်တဲ့အခြေအနေဖြစ်သွားတဲ့အခါကြောက်လို့ရှင်ခံရသူကဒီနောက်ကွယ်မှာပို့ပြီးခံရအနေထားဖြစ်တော့အဲ့လောက်တဲ့သူတွေကိုဘယ်လိုမျိုးထိန်းချောင်းမလဲဆိုရဲအရာလဲတစ်ချက်မေးခွန်းထုတ်စရာပေါ့နော်ကျွန်တော်အနေနဲ့ညံမီတလောက်လေးတွေးကြည့်ကြမယ်ဆိုရင်ဘယ်လိုဖြစ်မလဲပေါ့အဲ့သူလောက်တဲ့သူကိုဘယ်လိုမျိုးလုပ်လို့ရှိရင်နည်းနည်းလေးအကြမ်းဖက်မှုတွေလျော့သွားနိုင်တယ်အဲ့လိုဘူလီလောက်ခံရခြင်းကရော့သွားနိုင်တယ်ဘယ်လိုမျိုးဝင်နေပေးရင်တော့အဆင်ပြေသွားနိုင်မလဲဆိုတာကြောင့်တစ်ချက်တော့စဉ်းစားကြရရှိရပေါ့ကျွန်တော်အနေနဲ့ကြောင့်
အဲ့အရာဖြစ်ဖို့တော့ညသိပြီးတော့မတွေးတတ်ဘူးဖြစ်နေတယ်ဘာလို့ဆိုသူရဲ့စိတ်ကိုကဆိုတော့တပားသူရဲ့အပေါ်မှာအနိုင်ရခြင်းဒီပျော်ရွှင်နေတဲ့စိတ်ရှိရတူပေါ့နော်အဲ့ဒါဘူလီလောက်ခံရတဲ့ side ဘက်ကတစ်ချက်တွေးကြည့်ကြည့်ရပါတော့ဟုတ် ဟုတ်ကဲ့ပါအရင်ကဆိုလို့ရှိရင်ကွာဒီလားတန်ကကြောက်တော့တော်တော်လေးဘူလီလောက်ခံရတဲ့ထဲမှာပါတယ် physical ရောဘာပဲရောပေါ့နော်အဲ့ဒါကကြောက်တော့သူများအဲ့လိုကိုဘူလီလာလို့ရင်ကွာဘာမှမလုပ်ဖြစ်လိုက်ဘူးသိရမလားအုံနောက်ကအလုံးမလုပ်တော့ဘူးလို့ပြောလို့ရတယ်ကိုယ့်ဘာသာကွာသိရမှာဘယ်သူမှလည်းပြောလို့မရအောင်အိမ်ကမှာထားရကွာနေ့ကိုတကူကူပြန်လို့ရှိရင်အဲ့လူကိုနေကနှစ်ဆပြန်လို့ပေါ့အဲ့လိုမျိုးတင် तू ကအဲ့လိုဝီလီလောက်ခံရရင်အိမ်ဝင်လာပြောလို့မပြောတာဘူးပါဒီလားဘယ်လိုမျိုးလုပ်ရမလဲဘယ်လိုမျိုး solution ရှာရမလဲဆိုရဟာကိုမပြောတာဘူးနှစ်ဆပြန်လို့ပြောရကွာသူတို့ကကြောက်တယ်ကိုထက်ကွာပြောမယ်ပတ်စံရှိရဆိုတော့မလုပ်ရဲဘူးလေသူတို့မိဘတွေကဒီတိုင်းလာကြမှာဆိုတော့ကြောက်တယ်လေအဲ့ဒါကြောင့်မလုပ်ဖြစ်ဘူးအဲ့လိုနေနဲ့ဝီလီလောက်ခံရရင်လည်းအမျိုးမူလာတဲ့အကြောင်းသားပေါ်ကအဲ့လိုမျိုးပဲတွားရပေါ့နော်ဒါပေမဲ့အသက်နည်းနည်းကြည့်ကြတဲ့အချိန်မှာကွာကိုကနည်းနည်းရုပ်ချောရမှာမပါတော့သိရမလားယောက်ျားလေးတွေစားတာမခံရဘူးဒါပေမဲ့တချို့ရှိတယ်အရင်ကတော်တော်လေး trend ဖြစ်တယ်လို့ပြောရတယ်ကွာယောက်ျားလေးအုပ်စု900လို့ရှိရတာပါတော့မိန်းကလေးတယောက်တစ်ယောက်ကဖျက်ချက်မှဆိုလို့ရှိရင်ကွာတိုက်စီခေါ်တလို့ဘာလို့လို့အဲ့လိုလေးလောက်တာကြီးတကယ် organisation သိလားအဲ့ဒီဟာတွေကလေမိန်းကလေးစိတ်ထဲမှာတကယ်ပြောရမယ်လုံးဝတကယ်အောက်ဖြစ်တယ်ကွာယောက်ျားလေးကဘယ်လိုထင်လဲမသိဘူးအဲ့ဒီဟာကိုလေကိုလည်းတူတာဘယ်လိုတင်အဲ့လိုမျိုးလုပ်ဘူးလားအဲ့လိုလေးတော်လေးလားရိုင်းတာဘလို့ဘာလို့လဲမှာအခုကတော့မနိုင်ပြောလို့ချင်းအခုချင်းနေပါတော့ဆိုတော့လည်းဟိုဟာဘယ်လိုခေါ်ပဲနည်းနည်းလေးရွားခါရွားပါဒါပဲမနိုင်ပြောအကြောင်းတော့ကြောင့်အရင်အေးရတဲ့ပါတင်းညအေဂျင့်တော့ပေါ့နော်ရေခဲတုံးနေဖြစ်ပါတယ်စားရတာအားကျစားအခုမှတော့စားမကျစားအဲ့တော့ကြောင့်မနိုင်ပြောလို့ချင်းကျွန်တော်ဘွားမှာလည်းအဲ့လိုမျိုးကိုပြန်ပြီးဘယ်လိုပြောမလဲကိုလာပြီးဘူဒီတော့တာဆိုတော့တိတ်ပြီးတော့မရှိခဲ့ဘူးမရဆိုရှင်တော့ကိုရင်ဝတ်တဲ့ဥစ္စာမျိုးတော့ရှိတယ်ဘယ်လိုခေါ်မလဲကျွန်တော်မှာကာချာရှိရတယ်ယောက်ျားလေးကိုရင်ဝတ်လို့ရှိရင်အဲ့ဘေးကအုပ်စုပွဲရောတငယ်ချင်းဆိုရကောင်ရနောက်ဝင်တီးကြအဲ့လိုမျိုးကောင်းကိုရင်ဝတ်ထားလို့ရှိရင်တချို့ဆိုစောင်းရက်ဆက်တာပါလဲဆိုတော့တွေးပါဆိုပြီးကျုံးတာအဲ့လိုမျိုးရောရှိတယ်ဆိုအမရောလုပ်ဖြစ်ဘူးလားဖြစ်ဘူးတာပေါ့နိုင်ကျင့်ခံရတယ်ဆိုတာအမထင်တယ်လူငယ်ပေါ့နော်တော်တော်များများတော့များစွာကြောင်ဖူးကြလိမ့်မယ်လို့ထင်တယ်ဟိုပြင်းထန်တာနဲ့နည်းနည်းပေါ့နော်ဟိုဘယ်လိုပြောရမလဲကိုထိလက်ရမဟုတ်တာတော့ပဲဟိုဖြစ်မယ်လို့ထင်တယ်နောက်တော့ကလေဘာကြောင့်မို့လို့အခုခက်ကနိုင်ကျင့်တဲ့ဟာပို့ပေါ်လာလဲဆိုတော့အမတို့ကမချင်တာပေါ့နော် social media အားကောင်းလာတာပါတယ်နောက်တစ်ခုကကျတော့တချို့တော့ရုပ်ရှင်တွေကြောင့်နေမှာတော့မြင်တယ်နောက်တစ်ခုကကျတော့လူကြီးတွေကြောင့်လို့မြင်တယ်ခုနကညီမလေးပြောလိုက်တာဗာလေအိမ်ကမိဘတစ်ခါလောက်ရင်ကိုတစ်ခါလောက်ရင်နှစ်ခါပြန်လောက်ဆိုတဲ့စကားပေါ့ဟုတ်တယ်ဟုတ်တယ်အဲ့လိုဟာကြီးပေါ့အဲ့ဒါမိဘတယောက်အနေနဲ့မပြောသင့်ဘူးလို့အမှားရမြင်တယ်အဲ့လိုပြောမဲ့အစားတကယ်လို့ကိုကလေးနိုင်ကြည့်ခံရပြီဆိုရင်အမေကိုပြောပြဆိုရင်အမေကသမီးဖက်ကနေပြီးတော့ရက်တီပေးမယ်ဆိုရက်အဲ့လိုမျိုး feeling မျိုးကလေးကိုပေးရမှာအဲ့ဒီအစားမဟုတ်ဘူးသူကတစ်ခါလောက်ရင်နှစ်ခါပြန်လို့ဆိုတဲ့စကားကြီးကထွက်လာတယ်လူကြီးတွေပေါ့နော်နောက်တစ်ခါကျတော့ကြောင်းပါအဲ့ခုနအဲ့ဒီလင်းသူရပြောသွားတဲ့ဟာပေါ့နော်ဟိုယောက်ျားလေးတွေတော်တော်များများဖြစ်တယ်ဖြစ်ရှိကြရပေါ့နော်ဘာလို့ခေတ္တကလည်းရှိရဲအုပ်စုဖွဲ့ပြီးနေရဲဟိုပြီးတော့သူတို့ပေါ့နော်လောကဆရာကြီးပေါ့နော်သွားထီလို့မရဘူးအဲ့လိုမျိုးပုံစံမျိုးနဲ့နေရဲပြီးတော့ main ကလေးတွေကိုစရဲခုနလီချုံပြီးစတာမျိုးရှိတယ်နောက်တစ်ခုကကျတော့အဲ့လိုဘယ်လိုပြောမလဲသူတို့ရဲ့မျက်လုံးကဟိုပဲအဲ့လိုညဉ့်ညံတဲ့မျက်လုံးအဲ့လိုပြောရမှာပေါ့နော်အဲ့လိုမျိုးမျက်လုံးနဲ့ကြည့်ရမျိုးတွေပေါ့ဆိုတော့ပြီးလို့ရှိရင်ယောက်ျားလေးချင်းကိုလည်းဟိုသူတို့တွေကဘယ်လိုပြောမလဲချိုးယောက်ျားလေးကကျတော့အေးတယ်သူတို့ရဲ့ပုံစံရကိုမှအေးတာ6တာမဟုတ်ဘူးကွယ်အေးတာအဲ့ဒါကိုမှသူတို့က6တယ်ထင်ပြီးတော့ဟို6တယ်ဆိုပြီးတော့ဆွဆွဲပြီးတော့ပေါ့နော်တပါးသူ့ကိုစကလုံးနဲ့ဟိုနိုင်ကြည့်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးဟာတွေကအကြောင်းဒီမှာကရှိတယ်အရင်တော့ကလည်းဖြစ်တယ်ခုလက်ရှိရတယ်ပိုဖြစ်လာတယ်အဲ့တော့ကျောင်းကဆရာမကြီးပေါ့နော်ဒီကတော့ကျောင်းကဆရာမကြီးဘာမှမလုပ်ဘူးဒီကိစ္စကိုအဲ့မဲ့ဆိုရင်သူတို့တွေကျောင်းဟိုထိန်းသိမ့်တယ်ပေါ့နော်ကလေးတွေကိုထိန်းသိမ့်တယ်ဘာလို့ဆိုတော့ဒီကလေးတွေကနောက်နေချေကြရင်လူကြီးဖြစ်လာမှာဆိုတော့သူတို့တွေအရင်တော့အဲ့လိုကလေးတွေကိုမထိန်းခဲ့လို့လှုပ်ထားခဲ့လို့တာအခုကမိဘတွေကဟိုဗာလဲတစ်ခါလို့ရင်တစ်ခါပြန်လို့ဆိုရင်စကားတွေပေါ်လာသူတို့သာအရင်ခေတ်ကလေးကအဲ့ဒီဟာကိုထိန်းမဲ့ဆိုရင်မိဘတွေဒီစကားပြောကြမလို့ပဲအဲ့တော့ဒီခေတ်ကလေးတွေကိုဒီကတော့ဒီကလေးကနေလူကြီးဖြစ်မှာ哦ဆိုတော့ကလေးတွေကို
education mindset ပေးတင်တယ်ပေါ့နော်အဲ့ဒါလည်းဒီလိုပဲဟိုအဲ့လေဘဝတက်တာတွေဇာတိတာတွေတင်တယ်တင်တာကလည်းခဏပဲကွယ်တီးကြတဲ့အတိုင်းပဲအကြောင်းပါဆိုရင်ဇာတိတာချိန်ဆိုရင်တင်ချာဆရာမချိန်ဖို့ယူရနဲ့အင်္ဂလိပ်ဆရာမချိန်ဖို့ယူရနဲ့အဲ့လိုမျိုးတွေပေါ့နော်တင်ချာထိရောက်မတင်ရအောင်နောက်တော့ကကျတော့မတို့ social media ကလည်းအခုခေတ်ကပို့ပြီးတော့ဆိုးတယ်ပို့ပြီးတော့မှတွင်ကျယ်လာတယ်နိုင်ငံတွေကတုံးလာတယ်အဲ့တော့ line ပေါ်မှာဒီဆက်လီပေါ့နော် TikTok တွေရိုက်တုံးလာတော့ဆက်လီရဖြစ်ချင်တယ်သူတို့ကအဲ့လိုမျိုးနိုင်ကျင်းလိုက်တဲ့အတွက်ကြောင့်မို့သူတို့ခုနပြောသလိုပေါ့နော်အရန်တော်ပါတယ်ပေါ့သူတို့ဆိုလို့ရှိရင်ဘယ်သူမှမထီရဲဘူးဆိုတော့ဂုံတွေပေါ်လာတယ်ပေါ့အဲ့ဒါလည်း social media ရဲ့ impact တစ်ခုလို့မြင်တယ်နောက်တစ်ခုကကျတော့မတို့ဒီဘယ်လိုပြောမလဲနိုင်ငံရေးပေါ့နော်နိုင်ငံရေးတွေဖြစ်လာတော့ကြောက်လေအခုကိတ်ကလေးရပူပြီးမှဆောင်းကြွပါတယ်ပါတယ်ပေါ့နော်ပြီးလို့ရှိရင်ဘူးလီလောက်တဲ့သူတွေလောက်ခံရတယ်သူပြောမှာမဟုတ်နော်လောက်တဲ့သူတွေကမတို့ဒီ research အရာပေါ့နော်ကြည့်မယ်ဆိုရင်သူတို့ကတစ်ချိန်ကဘူးလီခံရတဲ့သူတွေဒီလားနိုင်ကျစ်ခံရတဲ့သူတွေကနောက်တစ်ချိန်မှာသူတို့ကိုယ်တိုင်နိုင်ကျစ်တဲ့သူတွေဖြစ်ပြောင်းသွားကြတယ်ဆိုတော့အဲ့လိုမျိုးအများကြီးရှိအဲ့တော့သူတို့ကဘာလို့ပြောင်းသွားကြရလဲဆိုတော့မတို့ကအဲ့နိုင်ကျစ်တဲ့သူတွေပေါ့နော်အဲ့သူတွေကဘယ်လိုလဲဆိုတော့သူကအချင်းမခံရအောင်မိသားစုကပဲဖြစ်စေသူတို့ရဲ့မိတ်ဆွေပေါင်းနေရပဲဖြစ်စေပေါ့နော်အချင်းမခံရတဲ့ကလေးနောက်တစ်ခါကျတော့သူတို့ဂရုမစိုက်ကြဘူးပေါ့နော်ဒီကတော့မိဘတွေပေါ့သူနဲ့တူနေရဲ့အောက်ထေးသူတွေကသူတို့ဂရုမစိုက်ကြတော့သူတို့ကအဲ့ဒါကိုစိတ်ထဲမှာပိတ်ထားတယ်မျိုးသိပ်ထားတယ်ပေါ့နော်အဲ့တော့မျိုးသိပ်ထားရမှုတွေများလာတဲ့အခါကျတော့ဘယ်လိုပြောမလဲလူတွေကဘူပေါင်းပဲကြည့်လေဘလောက်ပဲလေတင်းမှုတ်တစ်ချိန်ကြာရင်ဘူပေါင်းကအားတင်းလာလို့ရှိရင်ပောက်ကွယ်သွားတတ်တယ်အဲ့လိုပဲကွယ်အဲ့တော့အဲ့လိုမျိုးဘူပေါင်းကတင်းလာတဲ့အခါကျပောက်ကွယ်သွားသလိုပဲသူတို့ရဲ့စိတ်ထဲမှာတင်းမျိုးသိပ်ထားတာတွေများလာတဲ့အခါကျတော့ပောက်ကွဲသွားတာပေါ့နော်ပောက်ကွဲသွားတော့သူတို့ကဘယ်သူ့ကိုသွားပောက်ကွဲသွားလဲဆိုတော့အခန်းထဲမှာသူတို့နိုင်ကြည့်လို့ရတဲ့ကလေးတွေကိုသွားပြီးတော့မှပောက်ကွဲတာဆိုတော့အဲ့လိုမျိုးပေါ့နော်အဲ့တော့မားတို့ကခုခေတ်နောက်ပိုင်းမှာဆိုလို့ရှိရင်ဘယ်လိုလုပ်ရလဲဆိုတော့ဒီနိုင်ကြည့်ခံရတဲ့ကလေးတွေကိုပေါ့နော်စကားတွေပြောတဲ့ခါကြလို့ရှိရင်သူတို့တေးသေးချာချာလေးပေါ့နော်သူတို့ရဲ့တန်ဖိုးသူတို့ပြန်မြင်အောင်လုပ်ပေးရတယ်အဲ့ကလို့မားတို့ကအဲ့လိုမျိုးသွားလုပ်ပေးတဲ့ခါကြရင်သူတို့တန်ဖိုးသူတို့မမြင်ဘူးဆိုရင်နောက်တစ်ချိန်မှာအဲ့ကလေးကဘူလီလောက်တဲ့ကလေးပြန်ဖြစ်သွားနိုင်တယ်ဆိုတော့အဲ့လိုမျိုးအချက်တွေတော့ရှိရပေါ့နော်ဒီကမှမြင်တာတော့ဒီနေ့ခေတ်မှာပို့ပြီးတော့မှဖြစ်သွားတာတော့ social media ရဲ့မိဘတွေရဲ့နိုင်ငံရေးရှင်တွေရဲ့လို့တော့မှအမြင်နဲ့ပေါ့နော် ဟုတ်တယ်ဆောနာအမပြောတဲ့ချက်အရင်ကြိုက်တယ်ဘယ်လိုဆိုတော့ဘူလီလောက်ခံရတဲ့သူကအိမ်မှာကအချင်းမခံရဘူးဆိုတာအဲ့ဟာတကယ်မှန်ပြီလားငယ်ငယ်ကပန်ဝင်တော့ကျောင်းမှာဘူလီလောက်တဲ့သူတွေကအဲ့လိုပဲပတ်စံရှိရဲသူတို့မိဘတွေကစီဝါရေးကိုပဲရှာရတဲ့သူတွေသူတို့ကိုအချင်းမခံရဘူးသူတို့အရင်ကြီးကြီးမဆိုင်ဘူးကွာအဲ့လိုမျိုးလူတွေများတယ်ပြီလားစာကအရန်တော်တယ်နော်အဲ့အကြောင်းသားတွေကစာတော်တယ်မိန်းကလေးတွေကွာယောက်ျားလေးတော့အနိုင်မကျင့်ပါဘူးစာတော်တယ်ပြီးတော့သူတို့မိဘတွေကကွာပြောမှဆိုစာဖို့ပဲအကြီးက focus ထားတယ်အဲ့လိုမျိုးလူတွေကအိမ်မှာမဆိုးရဘူးကွာအချင်းမခံရဘူးဆိုတော့သူတို့ကကျောင်းလာပောက်ကွယ်တာအဲ့ဒီဟာတကယ်မှန်တယ်သိလားအဲ့ဟာတရားမှာဆိုရင်80%လောက်ကမှန်တယ်အဲ့ဒီစကားလေးဆိုတော့ဆောနာပြောတဲ့ကိုလင်းတုတရောအမရောပြောတဲ့တော်တော်လေးကိုပြည့်စုံပါတယ်ဟဲ့ကိုလောက်ခံရရင်ကိုရင်လည်းဘယ်လိုတုတ်ပြန်ဖြစ်လဲဆိုတာပန်ကကြောက်အချိန်ယူဆိုတော့အဲ့ဒီပန်ဝကျင်ကိုရှောင်းတယ်ကွာကိုလောက်တဲ့သူကိုမတွေ့ကျင်တော့ကွာသူ့ကိုလုံးဝရှောင်တက်လိုက်တယ်ဒါပေမဲ့တွေ့ရင်တော့ကွာဘယ်လိုပြောရမလဲနောက်လမ်းမှာတွေ့တဲ့သူရှိသေးတယ်သိလားတွေ့ရင်ကွာစိတ်ထဲနည်းနည်းတော့ကြောက်စိတ်တော့နည်းနည်းဖြစ်တယ်ဒါပေမဲ့အခုမဟုတ်တော့ပါဘူးဆိုတဲ့ဟာနဲ့ပေါ့အဲ့လိုပဲပြေးသေးလိုက်တာပေါ့ဆိုတော့နောက်မိကုံလေးတစ်ခုမေးခြင်းရပေါ့နော်နောက်မိကုံကကြတော့အဲ့လိုမျိုးဘူလီလောက်ခံရတဲ့အတွေ့အကြုံတွေကကိုယ့်ရဲ့ emotional confidence ပြီးတော့ community ကိုဘယ်လိုမျိုးထိခိုက်လာစေလဲဆိုတဲ့ဟာတွေပါဆိုတော့ကိုလင်းတူတာကတစ်ချက်ပြောပြပါဦးဟုတ်အဲ့တော့ဒီကိုကဘူလီလောက်ခံရသူအနေနဲ့ပဲဆိုကြပါစို့အဲ့တော့ဘူလီလောက်ခံရခြင်းအဖြစ်ကော်ဖီကဘယ်လိုကျလာလဲဆိုတော့မှန်တိုင်းပြောလို့ရှိရင်ဒီဘူလီလောက်ခံရတယ်ဆိုရဲအကြောင်းပြချက်တစ်ခါတည်းကြားလို့ရှိရင်ကို့မှာအားကိုးရမဲ့သူတရားပြောရှိလို့ရှိရင်ပြဿနာအဲ့လောက်တည်းမဟုတ်ဘူးဒီဘယ်လိုခေါ်လဲကို့စိတ်ပန်းဆိုင်ရာထိုးကျသွားလောက်တာပဲလေဒါအခုအနိုင်ကျင့်ခံရရှင်ကို့မှာအားကိုးမဲ့သူမရှိဘူးပြီးတော့နှိမ့်ချသွားတတ်တယ်အားကိုးမဲ့သူတရားရှိလို့ရှိရင်သူ့ပဲဖြစ်ဖြစ်ပြောပြပြီးတော့ဒီမျိုးရခံစားနေရတယ်။ဘာဖြစ်ပါညာဖြစ်ပါဆိုတော့နည်းနည်းတော့စိတ်သက်သာရာလေးရောရသေးတယ်။လုံးဝရောမရှိရောပြောရမယ်ဆိုလို့ရှိရင်တခါတလေကြောက်ရင်ကျွန်တော်မှဘယ်လိုခေါ်မလဲ
ကျွန်တော်ရဲ့ကာချာကိုပြောမှာပေါ့ကျွန်တော်ရဲ့ကာချာအနေထားကိုကျွန်တော်မြန်မာနိုင်ငံရဲ့ကာချာအနေထားကိုပြောလို့ရှိရင်ဒီ social media အားကောင်းတာလည်းပါတော့ပေါ့ social media အားကောင်းတယ်ကျွန်တော်ကဘယ်လိုဖြစ်လာလဲဆိုတော့ line ပေါ်မှာလည်းကျွန်တော်ရင်ဖြစ်နေကြတဲ့ video တွေအကျိတ်နဲ့ပြန်တင်ကြဥပမာအစီအနံဖြစ်လို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းဆိုင်မှာအယောင် customer အယောင်အဆင်မပြေလို့ပဲဖြစ်ဖြစ်customer ပေါ့နော်တိတ်ပြီးတော့ဘဝင်မကြဘူးအဲ့ဒီအယောင်နဲ့စေလောက်အဲ့လိုမျိုးပဲဖြစ်ဖြစ်live ပေါ်တင်လိုက်ကြပဲ live ပေါ်တင်တာက post ရေးပြီး status တွေပါညာရေးပြီးတင်တာကကြတော့အမှန်တမ်းပြောလို့ရှိရင်အဲ့လောက်ထိပြဿနာတော့မဟုတ်သေးဒါပေမဲ့ဒါကလည်းအတိုင်းအတာတစ်ခုလောက်ထိအတော်လေးကြီးသွားစေနိုင်ရင်ပေါ့နော်ဒီလိုတို့ပုံကြီးချက်လို့ရအောင်ကိုဒါပေမဲ့အဆုံးကဗီဒီယိုနဲ့ရိုက်ပြီးတော့တင်ကြတဲ့ culture မျိုးရှိနေတာဖြစ်တယ်အဲ့တော့ဘယ်လိုခေါ်မလဲတယောက်နဲ့တယောက်ရင်ဖြစ်လို့ရှိရင်ငါမှန်တယ်ဆိုတဲ့အရာကြီးတော့အတရားနဲ့မှချပြခြင်းနဲ့အဲ့ဟာ bully လုပ်တယ်ဆိုတဲ့အပိုင်းကတော့အရင်ပါတယ်လို့မဟုတ်ဒါပေမဲ့တချို့အရာတွေမှာ bully လုပ်တာရှိဥပမာဆိုကြပါစို့တခိုးတယောက်မိရဗျာကျွန်တော်အဲ့အရာကို proof အနေနဲ့ကျွန်တော်တို့ဒီ video record တွေလုပ်တာဒါဘာကြောင့်ဟိုကလည်းတက်တည်အနေနဲ့လုပ်တာတော့ရတယ်ဒါပေမဲ့အဲ့အရာကိုရိုက်ထားပြီးတော့သူထိုးနှက်တာဖြစ်ဖြစ်ကျွန်တော်တို့ဘာလုပ်တာဖြစ်ဖြစ်ညာလုပ်တာဖြစ်ဖြစ်အဲ့အရာကြီးကြတော့နည်းနည်းလူခွင့်ရမှာချိုးပေါက်ခံရတယ်လို့ဖြစ်တယ်ကျွန်တော်တကူနေရနေဥပမာပြရတော့တကူနေရနေခံစားပြီးပြောပေးနေရလဲမဟုတ်ဘူးတိုးတော်ဘလို့ခေါ်မယ်ကျွန်တော်မှာအရင်ကိုတိလက်ရောက်လို့မရမယ့်ဥစ္စာတွေစကားနဲ့ထိုးနှက်လို့မရမယ့်ဥစ္စာတွေတော့ရှိတယ်ကျွန်တော်အကြောင်းတရားတွေကဘယ်လိုခေါ်မလဲအရာအကုန်လုံးကြီးကဒီလိုမျိုးဖြစ်ပြီဆိုရင်ဒီပြစ်မှုလုပ်ပြီဆိုရင်ဒီလိုမျိုးခံရမယ်ဆိုတာမျိုးမရှိဘူးတချို့ကြပါဆိုခိုးရဆိုတာတချို့တွေကကျတော့လုံးဝခိုးရဲ့ဗီဇပါလာလို့ခိုးရပြသဘောတရားအဲ့လိုမျိုးတွေတော့ရိုင်းနှက်မိလိုက်မယ်ဘာဖြစ်လိုက်မယ်ညာဖြစ်လိုက်မယ်ဆိုတာဘလို့ပဲလူခွေချိုးပေါက်ခံရပြောသူလုံးမိလိုက်တဲ့သူလည်းအမှန်သိမပါဘူးဆိုတော့ဆောင်ကြောဖြစ်နေအောင်ကိုယ်တဘောကအချင်းချင်း emotionally attack လုပ်နေကြပေါ့အဲ့တော့ဒါပေမဲ့လည်းအဲ့ဟာတွေခြေလိုလက်လိုတော့ဖြစ်လို့တော့မရဘူးเนาะဒါတစ်ပိုင်းတချို့တွေကကျတော့မရှိလို့ခိုးရဗျာအဲ့တော့သူ့အနေနဲ့လည်းမျက်နှာငယ်အနေနဲ့ဖြစ်သွားဒါပေမဲ့နောက်လည်းဆက်ခိုးအိုးမဲ့သူတွေဆိုရင်တော့တစ်မျိုးပေါ့ဒါပေမဲ့သူ့မှာဒီတစ်ချိန်တစ်ခါတော့မှမိလိုက်တယ်ဒါပေမဲ့ဒီနောက်ထပ်မလုပ်တော့ပါဘူးဆိုရယ်သူမျိုးလည်းရှိတတ်တာပဲလေကျွန်တော်ဆိုချင်တာအတိုင်းအတာတစ်ခုပေါ့သူ့အနေနဲ့ဘာအပြစ်ဒဏ်လုပ်ထားလဲအပြစ်ဒဏ်လုပ်ထားလို့ရှိရင်အဲ့အပြစ်ဒဏ်တစ်ခုနဲ့ထိုက်တဲ့အရာမျိုးတော့ကျွန်တော်ပေးဖို့တော့လိုအပ်နေမယ်ဆိုတော့ဥပမာကျွန်တော်အချင်းချင်းပဲဖြစ်ရှင်းလို့ပြီးသွားမှာဆိုရှင်ဖြစ်ရှင်းပြီးနောက်တစ်ခါကျလို့ရှိရင် okay ဘယ်စီတီတော့မင်းလုပ်မယ်ဘာလုပ်မယ်ညာလုပ်မယ်ဆိုရယ်ပုံစံမျိုးပေါ့အဲ့လိုမျိုးနဲ့သွားတင်တယ်တခါတည်းကြောက်ရွံ့အဲ့လိုမျိုးဖိနှိခံရသူကဘာမှမဟုတ်လို့လိုက်သူကဒါပေမဲ့နောက်ပိုင်းကျလို့ရှိရင်အဲ့ဟာနေပဲဆင်ပွားပြီးတော့ပြဿနာပူကြီးသွားတဲ့အရာမျိုးလည်းဖြစ်နိုင်ရပါတော့ဒါကြောင့်လက်ရှိဖြစ်နေတဲ့ဒီနိုင်ငံရဲ့အနေအထားတစ်ခုကိုတစ်ချက်ပြောပြပါအဲ့တော့ဆွမ်းနာကြောင်ပြန်ဆက်ရလို့ရှိရင်ကျွန်တော်ဘယ်လိုဖြစ်နိုင်ဆိုဘူလီခံရသူတွေကကော်ဖီနဲ့ကြာလာလို့ရှိရင်ကြာသွားတာကကျွန်တော်ပြဿနာပါဆိုအဆိုးဆုံးချိန်တွေက suicide တဲ့အထိပါဖြစ်နိုင်တယ်ဒီဆိုကြပါစို့ကျွန်တော်မှာကျောင်းသွားရဗျာကျောင်းသွားရင်ထားပါတော့နော်ကျောင်းသွားရင်ကျောင်းမှာဘူလီခံရအဲ့လူတယောက်ကဘူလီခံရလို့ရှိရင်သူ့မှာတိုင်စရာမရှိဘူးဗျာအိမ်ကမိဘပြောလို့ရှိရင်မင်းကဘာဖြစ်တာကိုပြောညံ့နေရကိုဒါပေမဲ့တချို့မိဘကြောက်လေအရန်ဟိုမျိုးချင်းရှိရလေတချို့ဆိုရင်ဆရာမတွေပါပြောပြီးတော့လုံးဝအကျိတ်နဲ့ဖြည့်ရှင်းကြတာမျိုးတော့အဲ့သားလေးကိုပြန်ပြီးတော့ငါသားလို့သူမျိုးသူ့ပေါက်လဲ10ချက်လောက်ပြင်ရဲလိုက်ရမှာလို့ဆိုပြီးပုံစံမျိုးလည်းရှိရကိုဒါတယောက်နဲ့တယောက် priority နဲ့မူတည်သေးတယ်အဲ့တော့အဲ့လိုမျိုးဟာတွေရှိရောပြကျွန်တော်ကအဓိကအနေနဲ့ဘယ်လိုခေါ်မလဲဆန္ဒပြလို့ပေါ့ပြစ်မှုတစ်ခုလို့ရှိရင်ပြစ်မှုနဲ့ထိုက်တန်တဲ့အရာမျိုးပဲလုပ်စေခြင်းနဲ့ဆိုဆန္ဒမျိုးလုပ်တာကလုပ်တဲ့သူရဲ့အတွက်တော့ဝန်နေပေးရရောက်တယ်သို့တော့တစ်ခါတလေကြားလို့ရှိရင်ကျွန်တော်မမြင်ခွင့်ရမှာကိုယ့်ရဲ့သားသမီးသားမတွေရှင်ဆန္ဒဘူလီခံရသူကထပ်ပြီးတော့ဘူလီခံရအစ်စ်ကမြင့်သွားနိုင်တဲ့အနေအထားမျိုးရှိနေတယ်ဥပမာကျွန်တော်ကလူတစ်ယောက်နဲ့ရံပြလို့ရှိရင်ငါဒုတ်ပါလိုက်ရမှာအဲ့ဆိုရင်သူငါ့ကိုမနိုင်တော့ပါဘူးဒါပေမဲ့ကျွန်တော်အလစ်မှာဓာတ်နဲ့ထိုးသွားလဲဖြစ်ချင်းဖြစ်နိုင်တာပဲလေဟုတ်တယ်မလားအဲ့တော့ပြဿနာကိုကျွန်တော်ကဘယ်လိုမျိုးဒီ handle လုပ်မလဲအဲ့အရာအတွက်ဘယ်လိုမျိုးဖြေရှင်းမဲ့နေတန်းနေတယ်ကျွန်တော်သိကြတော့ကောင်းမယ်ပြောလို့ရှိရင်ဒီဘူလီခံရလို့ရှိရင်ကိုကဘယ်လိုမျိုးပြန်မျိုး response ပြန်လုပ်ရမလဲတုံ့ပြန်တဲ့နေရာမှာလည်းခြေလွန်လက်လွန်အခြေအနေဒီမှပြန်ကျွန်တော်ဘယ်လိုလုပ်ကြမလဲဆိုတဲ့ကိစ္စတွေတည်းပြန်ပြီးတွေးဖို့လိုအပ်တာပါဆိုတော့စကားကြွကြွလာစနအကြောင်းပြောမှဆိုတော့စကားကြွကြွလာစနအကြောင်းပြောတော့လူရင်းကိုပြောရလို့ရှိရင်ဘူလီခံရခြင်းအဖြစ်အဲ့လူတီဘာဖြစ်လို့ဆိုကော်ဖီရဲ့ကြာလာမယ်တဖြည်းဖြည်းနဲ့စိတ်အဆင်မပြေမှုပြန်ငါ့ကိုဒီသွားလဲကွာငါဒီလိုမျိုးလုံနေရပဲအဲ့တော့အဆိုးဆုံးအခြေအနေပေါ့ဆန္ဒပြောလို့ကိုတက်တည်တော့ပဲကောင်းပါဆိုတဲ့အခြေအနေထိတယ်ကျွန်တော်ဖြစ်လာနိုင်တယ်ဆိုတော့နောက်ထပ်စိုးရိမ်စရာအကောင်းဆုံးအခြေအနေကငါ့ကိုသူအဲ့လိုလုပ်တယ်အဲ့တော့
ငါလည်းတစ်ချိန်မှာငါတဲ့ငရဲကောင်တွေငါနိုင်တဲ့ကောင်ဖြစ်ရမယ်ဆိုရယ် feeling set သွင်းတဲ့ဥစ္စာပေါ့နည်းနည်းရွှေရှင်ဆင်းသွားမယ်ပေါ့ရုပ်ရှင်တန်းမှာလည်းကျွန်တော်ကြည့်လိုက်လို့ရှိရင်ဗျာ villain တကောင်ဖြစ်လာတဲ့ဥစ္စာဆိုလို့ရှိရင် villain က plain မဖြစ်တော့ဗျာမြန်မာကားလွယ်လို့ပေါ့ plain မဖြစ်တော့ကျွန်တော်လူတယောက်ကိုတတ်တယ်ဘာလို့တတ်နေမလဲသူက reason ရှိတယ်သူငယ်တော့ဘယ်လိုမျိုးအပြုတ်မခံရလဲအိမ်ကမိသားစု pressure တွေဘယ်လိုရှိတယ်အိမ်ကသူဘယ်လို bully လုပ်လဲတချို့ဆိုရင်ဆုံးမတဲ့ဥစ္စာတအားလွန်နေဗျာချိန်လုံးနဲ့ရိုက်တာဒါမှမဟုတ်တချို့ဆိုတဲ့အချိန်တွေဆိုကပတ်နဲ့ရိုက်တာအလုံးစုံချိန်တွေဆိုဒုတ်တွေဒီခွားရည်နဲ့ပါရိုက်တဲ့အချိန်တွေရှိတယ်တော်တော်ကြီးဆိုမှခံရတဲ့သူဘယ်လိုနေမလဲမသိဘူးအဲ့တော့တော်တော်ကြီးခံရပါအဲ့လိုမျိုးအနေထားရကြကျွန်တော်ကပတ်ဝန်းကျင်ကြောင့်လဲကျွန်တော်စိတ်ပန်းစင်ရာကြီးကပြောင်းသွားနိုင်တယ်ဒီကိုယ့်ကိုယ်သက်သေသွားလာတယ်ဖြစ်နိုင်တယ်လို့ကိုယ်တိုင်ကလည်းအဲ့လူတွေမှာအရင်ပို့ပြီးတော့သူထက်ဆိုရသူလည်းဖြစ်သွားနိုင်တယ်ပေါ့အဲ့ဒါဖြည့်ရှင်းတဲ့အနေနဲ့လည်းအများကြီးသက်ဆိုင်တယ်လို့ပြောတယ်ဒါပေမဲ့ coffee နဲ့ကတော့တကယ်ကြတာနော်အဲ့ဒါအနိုင်ဘူလီလောက်ခံရတာမိဘရဲ့ background နဲ့လည်းအများကြီးဆိုင်တယ်ပေါ့နော်ကိုကကွာခန္ဓာကိုယ်ကသူတို့ဆက်ကွာဘလောက်ပဲကြီးကြီးကွာပတ်စံမရှိဘူးဆိုလို့ရှိရင်အနိုင်ကျင့်ခံရအဲ့လိုမျိုးများရှိပြီးတော့ဆရာမတွေကိုယ်တိုင်ကိုကကွာဘူလီလောက်တော့အပေးရပေါ့အဲ့လိုမျိုးရှိတယ်စာတော့မဆိုရင်ကျောင်းမှာဆိုလို့ရှိရင်ပန်လို့ခေတော့ကနော်စာမရရဲ့သူဆိုလို့ရှိရင်ထိုင်တဲ့ဟာကြံပြပေါ်မှာထိုင်ရတယ်နော်ပြီးတော့ဒီစာရေးထိုင်ကုန်ကကြတော့စာတော်ရဲ့သူတွေဖေးထိုင်တဲ့ထိုင်ကုန်ရဲ့ကွာအဲ့ဒီပေါ်မှာစာရေးရတယ်အဲ့ဒီဟာကိုကွာဘူလီလောက်ခံရမှာမသိဘူးခွဲခြားထားတာပေါ့နော်စာမရရင်ဒီဖြစ်ရင်အောက်မှာထိုင်ပေါ့နော်အစာတော်ရဲ့သူဆိုလို့ရှိရင်အရှိဆုံးမှာထိုင်အဲ့လိုမျိုးရှိတယ်အဲ့ခါငယ်ငယ်ကကျတော့အဲ့ဒါဖြစ်တဲ့ဆိုရပေါ့နော် brain wash လုပ်ခံရတာပေါ့အဲ့ဒါကြောင့်ဟုတ်တာပဲသူကတီးရတာအဲ့လိုနော်ပန်းကကြောက်စာမတုံးဆိုတော့အလဲလဲမှာဆိုတော့အလဲလဲမှာပေါ့နော်သူတို့ကကြောက်ဘယ်ပြောမလဲစာမရဘူးဒီအစင်းမို့လို့အောက်မှာထိုင်ရမယ်ပတ်စံရှိရဲ့သူတွေဆိုရင်အရှိမထိုင်ရမယ်အဲ့လိုမျိုးကိုယ့်ဘာသာကိုယ့်ရဲ့ owner ကကိုခွဲထားတာပြီးတော့စာတော်ရဲ့သူဆိုအိတ်ခမ်းမှာထိုင်အိတ်ခမ်းမှာနေရမယ်စာမရရင်ဒီခမ်းမှာနေရမယ်အဲ့လိုမျိုးဆီယာမရဲ့ကိုယ်တိုင်ကိုကခွဲခြားထားရပြီးတော့စာပတ်စံရှိရဲ့သူတွေပေါ့နော်အဲ့လိုမျိုးအမှုတစ်ခုခုဖြစ်တယ်ဆိုပါတော့အဲ့ဒါဆိုရင်ဘာမှကိစ္စမရှိဘူးအဲ့ဒါအေးဆေးပဲရတယ်ဒါဆီယာမကိုဖြေရှင်းလိုက်မယ်ရတယ်တခုခုကွာသွားတိုင်လို့မရဘူးပန်ကသွားတိုင်ပူရကွာအဲ့လိုမျိုးပဲပန်ကိုကုတ်တာဘာမှမသိဘူးကွာအနိုင်ကျင်ရကွာအစောက်ရထုတ်ပြဲအဲ့လိုမျိုးရှိတယ်အဲ့လိုဆိုရှင် तू ကအဲ့လိုမျိုးလုပ်တယ်ရတယ်ဘာမှမဖြစ်ဘူးအဲ့ဒါလုပ်တာဘာဖြစ်လို့လဲစာအုပ်ဆိုတာပြန်ရေးလို့ရတာပဲလေဟုတ်တယ်မလားအဲ့လိုပြောတယ်ဆိုတော့နည်းနည်းတော့အော်သွားတယ်ဒါပေမဲ့နောက်တော့လုံးဝမတိုင်တော့ဘူးဆရာမကိုလည်းကြီးမရတော့အဲ့လိုဖြစ်သွားတယ်coffee ကကျတော့အဲ့အချိန်တော့တော်တော်လေးကြာတာပေါ့နော်ကိုယ့်ဘာသာကိုလည်းလုပ်ကြည့်မှုမရှိတော့ဘူးဒါပေမဲ့အချိန်တစ်ခုရွေးတဲ့အချိန်မှာကျတော့အသက်ကလည်းကြီးလာတော့တဖြည်းဖြည်းနဲ့တိလာရဲပေါ့နော်အဲ့လိုမျိုးဆိုတော့အဆင်ပြေသွားတာပဲပေါ့ coffee ကကျတော့ကြာတော့ပြီးတော့ပြောမဲ့သူမရှိတာကွာတရားရက်ကိုပြောပြချင်တယ်ပေါ့ဒါပေမဲ့ပြောလို့မရဘူးအဲ့လိုတော့ဒီ pocket မှာပြောတာပထမဆုံးပဲပေါ့နော်ဆိုတော့ chair ကကျတော့အဲ့ဒီနေရာမှာ experience များမယ်လို့တင်တယ် chair တစ်ချက်ပြောပေးပါဦးဆိုတော့ခုနကမေကုန်းတွေကိုအမမဖြေခင်မှာလင်းသူသားနဲ့ညီမလေးပြောသွားတဲ့ဟာကိုတစ်ချက်ပြန်ပြီးတော့ပြောကြည့်မယ်နော်အဲ့တော့လင်းသူသားပြောတာ villain ဖြစ်လာတဲ့ကိစ္စရုပ်ရှင်တွေမှာဆိုရင်တော့ဟုတ်တယ်အဓိကတော့ကလေးစားချေတာပေါ့နော်